ကျွန်တော်တို့ဒါ Guinevere versus Pokemon မှာကျွန်တော်ရေးထားတဲ့အတိုင်းပဲ Hiroki 3ကောင်ကြောပေးပြီးဆော့မယ်တသိန်းကြီးပွဲလေးပါဗျ။ Okay Guinevere နေတော့ကျွန်တော် migration တိုင်းပြီးတော့ဟုတ်လေကျွန်တော်red line နဲ့ chat တန်းပြီးတော့ပဲခုတ်ထားသေးတယ်ဘာမှ trade ဖြစ်မလာဘူး။ရှေ့ကိုပြန်ဝင်ပြီးတော့ပဲကျွန်တော် space လမ်းပြီးတော့ပေးနေတယ် magic way ဘာမှလုပ်မယ်လို့မထင်ပါဘူး။ကျွန်တော်တစ်ဖက်ကကိုင်းသွားတယ်ဆိုပေမဲ့လေသိရမလား။ကျွန်တော်ဒါပြန်ဘက်ပြီးတော့ပဲသွေးလေးပဲ short ထားသေးတယ်။ Okay tower တွေမှာ migration လမ်းပြီးတော့အုပ်ထားသေးတယ်။နောက်မှာ one out နဲ့တန်းပြီးတော့ဖွင့်လာတာ။ရှေ့မှာ purify နဲ့ပြန်ပြီးတော့ကျွန်တော် stand ပြန်ပြေသွားတယ်ပေါ့နော်။ Pokemon အနေနဲ့ကတည်းကကျွန်တော် Guinevere အနေနဲ့ Hiroki တက်ကောင်းတော့မရတော့ဘူး။ Okay blue band ကိုပြန်ပြီးတော့တိုက်တာမလားရှေ့မှာ last band နဲ့ကြတော့ပေးထားသေးတယ် passive ပဲပေါင်းလို့ရသေးတယ် migration ထပ်အုပ်လာတာမိုက်ကြီး okay နောက်မှာ physical land ပေးမယ် ultimate one on နဲ့ purify မဲ့ပြဒီကောက်လေပြန်ထွက်သွားတယ်ပေါ့နော်တာဝါထဲမှာကြီးပဲဆိုတော့ jet တော့ပြေးလာတယ်ရှေ့မှာ punch ထိုးပြီးတော့ပဲmigration ထပ်အုပ်တာပြီးရဒီကောင်မရတော့ဘူးကျွန်တော်အောက်မှာ rubber လေးရှိနေကြဆိုတော့သိရမလားကျွန်တော် one on နဲ့ damn point တွေပြတ်သွားပြီနောက်တစ်ခါ okay ကျွန်တော် dash band တော့လမ်းတွန်းလာသေးရှေ့မှာ migration လက်အုပ်တယ် mega tower ထဲမှာပြ physical ပေးပြီးတော့ပြန်မပတ်လာဘူး ultimate damn point နဲ့ retrieve Okay ပြုတ်ကိနှစ်ကောင်ပါကျွန်တော်တာဝါနားမှာပေါ့နော်ကျွန်တော်နောက်ဆုံးသလုံးမယ်ချိုးမလား migration ထပ်ဟုတ်ပြန်ပြီတောက်ချောက်ကြီးမိနေတယ်မမိုက်တော့ဘူးပေါ့နော်လောက်ကြီးကျတော့မပြောတော့ဘူးဗျ migration ကတောက်ချောက်မိနေတယ်နောက်မှ biolet နဲ့တန်းတန်းပြတ်သွားတာဆိုတော့လေတာဝါဂျိုးကြီးနဲ့ပဲပြီးတော့ဖို့များပါတယ်ဒီပွဲက Okay ကျွန်တော် biolet ပွဲတွေစောင့်နေတယ်ဆိုရင်တော့ကျွန်တော်ဒီမှာပြတာအားပေးတဲ့ကျွန်တော် Gangster နေဆိုတဲ့ Facebook page တွေမှာလာပြောပြီးဗျနော်ကျွန်တော် TikTok မှာကြည့်နေတဲ့ brother တွေကကျွန်တော်ရဲ့ live ကိုလေကျွန်တော်ဒါတဲလေးနှိပ်ပြီးတော့ကျွန်တော် follow လုပ်ပေးပါဦး